Mula titulo mano titane patapio kalakao arashin guna patapio ami mitai mano uma titane arashin guna sure mano mitai epoma pada kusina sa titane suraro miato pika titua ni biro tamaro di boya walo shimbo no titaneပြောင်းရတယ်ဒီတဲဆိုတာတော့ကြောက်စကင်ကိုတိပူစာဖြစ်တယ်အလောက်ရှာကာလာပီစာပေါ့ဆိုတော့ကျွန်တော်တို့ဒီတောက်ကိုတဲ့နိုင်ငံမှာဆိုကျောင်းလာတက်ကြတဲ့နိုင်ငံတကာကျောင်းသားကျောင်းသူတွေဆိုရင်ကျွန်တော်ပွဲရပြီဆိုတာနဲ့တော့ဒီတဲကိုအလောက်ရှာကာလာဒီတဲကိုရှောက်ခွင့်ရတယ်ဒီတက်ရတယ်6လတစ်ကြိမ်ဒီကြိမ်လောက်ထိပေါ့တိုးလို့ရတာဖြစ်တယ်ဆိုတော့ဒီတဲမှာလည်းပဲ point system နဲ့သွားတာဖြစ်ပါတယ်အဲ့ဒါကိုလည်းတစ်ချက်သိထားဖို့လိုပါမယ်ပြောလို့ရှိရင်နောက်တစ်ခုကဒီတဲမှာတော့နော်အားရပါရှင်းကိုလို့ရလားဆိုတော့ဒါပါတော့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲစားတော့ဆိုင်လို့ပါတော့ပေါ့နော်အဲ့မှာတော့မဆိုရင်စားတော့ဆိုင်တွေမှာတော့ဒီဘယ်လိုပြောမလဲစားတော့ဆိုင်လို့ပါတော့ပေါ့နော်အဲ့မှာတော့မဆိုရင်စားတော့ဆိုင်တွေမှာတော့ for service ပိုင်းတွေဒီ vacancy ပိုင်းတွေလို့မဆိုရင်တော့ဒါဘယ်လိုပြောမလဲရှောက်လို့ရတဲ့အနေအထားမှာရှိတယ်ဒါပေမဲ့ဘယ်လိုမျိုးအနေအထားမှာရှောက်လို့ရမလဲဆိုရင်တော့ကျွန်တော်တို့ဒီကိုရီးယားဘာသာစကား topic level 4သို့မဟုတ် KIB level 4ပေါ့နော်ရှိရအထက်ရှိရတယ်ဖြစ်တယ်အဲ့ဒါရှိမှဒါလင်းကိုကျမတို့တစ်ပတ်မှာဥမာနိုင်20တွေပေါ့နော်လောက်ခွင့်ရဖြစ်ပါတယ်အဲ့တော့ကြောင့်မလို့အဲ့ဒီချက်တွေနဲ့ကိုက်နေတယ်ဆိုရင်တော့ရှောက်ကြည့်လို့ရပါတယ်ဒါပေမဲ့တခုရှိတာကဝေးရပြီးတဲ့တူတိုင်းမှာကိုရနေပြီဝေးရပြီးတဲ့တူတိုင်းမှာတော့ဒီတန်းမှာလည်းပဲ internship ဆိုတဲ့6လပေါ့နော်အဲ့ဒါရှိတယ်အဲ့ဒါကြတော့ကိုကအလုပ်ဗီဇာဖြစ်တဲ့ဒီ E71 နဲ့ကိုက်နေတဲ့ company တွေမှာ internship နဲ့ဝင်မယ်ဆိုရင်လည်း internship 6လတော့ရမှာဖြစ်ပါတယ်အဲ့ဒါကြီးလည်းတကယ်လို့ရှောက်မယ်ဆိုရင်လည်းသူ့လိုအပ်တဲ့ချက်လက်တွေကတော့1345မှာပုံဆက်ပြီးတော့မေးလို့ရပါတယ်လို့ဟုတ်ဆိုတော့ဒီတန်းနဲ့ပတ်သက်ပြီးတော့ဒီတန်းလက်ရှိဒီတန်းဗီဇာကန်ဆောင်ပြီးတော့ advice ကိုလုပ်လို့ရလားဆိုတော့ဒီနေ့နဲ့သူများတက်ကတော့ပြောရရင် topic level 4နဲ့ attach ရှိတယ်ဆိုရင်တော့ advice ကိုလုပ်လို့ရပါတယ်ဒါပေမဲ့နိုင်အချိန်ကန့်သတ်ထားပါတယ်လို့သိစိတ်သိလို့ရတယ်ရှောက်ချင်တယ်ဆိုရင်တော့1245မှာဆက်ပြီးတော့ကိုယ်တိုင်ဆက်ပြမေးတယ်မျက်နှာအကောင်းဆုံးဖြစ်ပါမယ်လို့အကြံပြုပြစေဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးတင်တဲ့စကားတွေကျေးဇူးတင်ပါတယ်လို့